လိုက်ပါတယ်ဒီနေ့မှာကတော့ချယ်ရီက Roblox ထဲမှာရှိတဲ့ဒီပေါ့နော် bakery ပေါ့နော် bakery tower လေးကိုခမတမပါတယ်ဒါပါလေ avatar မပြောင်းတော့ပါဘူးကဲဆိုတော့ let's go ပါမယ်ချယ်ရီပဲ bakery လေးကိုပို့ပြီးတော့ကြိုက်လဲဆိုရင်ဒီမူချီလေးရင်သွားကြည့်မယ်နော်အဲ့ဒီမူချီလေးပြီးရင်တော့ခြားဟာလေးတွက်ခုံပါမယ်မူချီကချယ်ရီတော်တော်လေးကြိုက်တယ်ပေါ့နော်ဘာလို့လဲချယ်ရီလည်းမသိပါကိုကကိုတော့မသိဘူးဘာလို့လဲဆိုတော့မူချီလေးကကိုက်လိုက်တာနဲ့ရှာပေါ်မှာဆွဲတော်တော်ကောင်းတယ်ပေါ့နော်စားဘူးလားဆိုတော့လည်းမစားဘူးပါဘူးဒါမဲ့သူများတွေစားတာကိုတွေ့ပြီးတော့ကြိုက်တယ်ပေါ့နော်နောက်ပြီးတော့ရေးတယ်လားထင်နေသေးတယ်ကိုတိုင်းလည်းမစားဘူးတော့ဘလို့အိုင်စားတော့မစားရသေးဘူးခုနကပြုတ်ကြသွားတဲ့နေရာမှာပြန်တွေ့ပါမယ်ကဲဆိုတော့အခုကတော့ဒီကိုရောက်လာပြီပေါ့နော်ခုနကဒီနားမှာပြုတ်ကြတာတော့မဟုတ်ဘူးဒီနားမှာပြုတ်ကြသွားပါနော်ဆိုတော့တော့ပါမယ်ဟဲ့ညမလိုကြီးဘလို့ကြီးထားတာဒီ bakery tower ခေါ်ခါတာပဲ lobby ထဲပဲပြန်သွားတော့မှာရှင်အဲ့မူချီတော်ခတ်တယ် cookie လေးတော့ခေါင်းမလားနေအောင်ဒီမှာပဲကောင်းတယ်ဒါလေးခေါင်းကောင်းတယ်တုတ်ထားတာလေးကတော့လှတယ်ဒါပေမဲ့ဆောက်ရတာကြီးကမကောင်းအပြားတွေကလည်းကြီးလေးမထားအရှိတဲ့သူများလာတိုက်သွားလိုက်ပြီကတုံးမတွေ့မဲ့တာကင်းကတုံးလို့မနေဘူးနှစ်တုံးလို့နေတယ်ဟဲ့ဒီကြကတုံးမငါတော့ကြော်ပါရင်ရေးတဲ့လားရလက်နေသေးတယ်ကတုံးမကထွက်သွားပြီလားမသိဘူးသူကမတွေ့တော့တွေ့လာကြည့်ကတိကတက်ကိုလှုပ်ထားတာခုံရတဲ့လူရဲ့မပြောတော့လော်ဘီလေးပြန်သွားကြစို့ဟဲ့သွားလေးပါလို့ဒီလိုစမ်းပါဒီတော့ဟိုဘက်ကဟာလေးသွားမယ်နော်ဒီမှာပါလေဒီမှာကရုံးမငါတိုက်သွားတယ်ကရုံးမသူထွက်သွားတာမချာလေးတခုံမချာဟဲ့မမလေးစမမလေးလမ်းစပြန်စသွားမမြင်ချောင်းညလုံးနေရလဲကောင်းချက်ညလုံးကောင်းချက်ကလမ်းထွန်းလာပဲဟဲ့တော့ဘလို့ígyထားတာမသိပါဘူးဟဲ့ပြုတ်ကြတော့မယ်ဝဟွန်းဟဲ့ပေးတာတော့လေတေးဒီကြားလေးလေးစားပါသေးတယ်ရှီမပြောတော့ကျေးဇူးလက်ခွမ်းမယ်ဒီတစ်ခါကြာရင်ခုနကတော့တွတ်ဆွတ်တွေလုံးမနေတော့အဲ့ဒါခုနကတွတ်ဆွတ်လုံးပြုတ်ကြတာမှတ်ထားကိုပူရနော်မတရားဝင်လာပြီသူလည်းပြုတ်ကြသွားတယ်သူကအစတော့မစသေးပြုတ်ကြသွားနောက်ပတ်ဆောင်သူလည်းစူးစမ်းပန်းစားနဲ့လာပြေးတက်ပါတယ်မလေးခုံဟိုင်းတာမဟုတ်ဘူးဟဲ့သွားဟိုင်းတာဟဲ့မတရားဘူးနော်စိုးလိုက်တာဘာလဲမသိပြုတ်ကြပါစေနဲ့မပြုတ်ကြပါစေနဲ့ဇမဟိုဘက်ကဘလို့သွားဟိုတာဝါလေးကဘာလဲမသိအဲ့ဒါလေးခုံချင်လိုက်တာမပြီးမှဒါပြီးတော့တော်တော်လှေကားများတာပဲကြီးတဲလေးကျုပ်ချလို့ပြောတာမဟုတ်တဲလေးကြည့်အမကြီးတဲလေးတွေဘာလို့မှလည်းမသိပြီးရင်ကြီးပေးပါဘာလဲခုံတဲ့လူတွေကိုလာပြီးတော့ဒီကြားရဲ့ဒီဟာကို favorite လုပ်တဲ့သူကရှိကြပါသေးအဲ့လိုလားကျေးဇူးတွေလည်းတင်ပါတယ်လို့ဟဲ့ကြားလိုက်တည်တယ်နော်ဒါဘာလို့ကဒီစာယူလောက်ကြပါထေလဲထေပါစေတော့မတက်နိုင်မလာပြီရပြီတော့မတက်အမလေးဟဲ့ပေးတာတော့လေးစားတပုံနဲ့ထီတော့လဲလာသေးနေသေးတယ်
တေးပါစေတော့မပြောတော့ပါလေအောက်ကြီးပြုတ်ကြဝိုင်းပြုတ်ကြတာမဟုတ်အခုမှဟိုဘက်ကနေအဲ့ဒါများမြင့်မြင့်တော်တော်ကြီးပေးနေသေးတယ်ချီးပဲဒါလေးရတဲ့သူတို့လေးကြည့်လိုက်မယ်အဲ့ဒါရကျေးဇူးတင်ပါတယ်လို့ဘာလဲမသိအမွေဦးတော့နားဟာတက်ကြည့်မယ်ကျေးဇူးရတဲ့တင်းတာပေးကနေမှပြုတ်ကြသွားတော့တာဝါဝါဖြစ်နေတယ်လားဘာဖြစ်နားကြည့်ရဒီတာဝါလေးလားချောကလက်ဒါပဲဖြစ်မှာထားကြည့်လိုက်ဟုတ်လားတော့မသိဘူးဒါပေမဲ့ဝင်ပြီးသားကြီးတော့မထွက်တော့ကြည့်နေဒီတာဝါခုံတာလေတခါမှမနိုင်သေးဘူးလေးစားလားမသိဘူးလေခုံကြည့်လိုက်တာဟုတ်လားတီးလို့ဆိုရင် milk တခါမှလည်းနွားမဖြစ်သေးဘူးနိုင်သေးဘူးတာဝါရဲ့ပန်းတိုင်မရောက်သေးဘူးဟဲ့ဘလို့တော်ရမလဲလောက်ခုံလာလောင်းရင်တေးတတ်တယ်မဟုတ်ခုံလာလောင်းရင်ပြုတ်ကြတတ်တယ်ဘယ်ဆက်သွားဒီပတ်လားဟုတ်ကြည့်ကြပါဦးလို့တေးသေးလေးတွေငါဒီတာဝါဆော့တခါမှမနိုင်သေးဘူးနိုင်တာလည်းတူးကြောက်ပဲညောင်းဟိုဟာရီတခုတ်ဖဲစမ်းဒါလေးတခုတ်ဒါပါလေဒီစားဟုတ်ပါဒီစားဆိုလည်းပြောတော့ဘယ်ဆက်သွား2 လမ်း 3 လမ်းနေလျှောက်ပေးတာ1 လမ်းဆိုတော်ရောပေါ့မလို့တော်သေးတယ်ကွာတေတော့မှာဟဲ့ပါတော့ဟာမုတ်ပေါ်မှာခုံခိုင်းနေတဲ့ပြီးရင်အိုက်ချားတွေကပြုတ်ကြရင်လည်းတေအောင်မယ်တေမှာမဟုတ်ပြုတ်ကြရင်လည်းကြအောင်မယ်အောက်ကိုလေးစားဆိုရင်လည်းဒီခိန်းကနေထွက်ပြီးလို့ပြောချင်လို့ကြည့်ကြပါဦးလို့တခါမှလည်းမနိုင်သေးဘူးဒါလေးကပါလေးလေမတ်တိုထွန်းနွေပါလေးလေတော်ပြီကွာဘာမှမလုပ်တော့ဖဲ no avatar ဒီတာဝါကိုခုံတာတခါမှမနိုင်သေးတာတော့မဟုတ်သေးဒီတစ်ခါကိတ်မုတ်သွားမယ်မူချီတာဝါတွေကစိတ်ပြတ်သွားတာရပါတယ်ကိတ်မုတ်လေးရတော့ဒီတစ်ခါကတော့နိုင်အောင်ဆော့မယ်ပြုတ်ကြလဲဆိုရင်မလျှော့နဲ့ဗီဒီယိုခဏရက်ပြီးတော့ပြုတ်ကြတဲ့နေရာပြန်သွားမယ်ကွာ let's go ခေါ်တော့ချိန်တို့ဘခိုးမှာမိုးရွာနေပါတယ်မိုးရတော့ချိန်နေပါတယ်ဂျာမင်းချိပေါက်ပါတယ်ဟဲငယ်ရဆိုလိုမျိုးရှင်အဲ့လိုမျိုးမိုးရွာလို့ရှင်ဟဲဂျာမင်းချိပေါက်ပြီဆိုပြီးတငယ်ချင်းတွေနဲ့လိုက်ဆော့တာပေါ့နော်ဒါပေမဲ့ခုကတော့စမြင်နေရတာကြီးကတော့မတရားဘူးပေါ့နော်မတရားဘူးပေါ့နော်ဟာချီဟာလွန်ကုန်တာမဟုတ်ဘူးရပြီအမလေးဟဲ့ကန်ကောင်းလိုက်တော့ဒီတစ်ခါတော့နိုင်တော့မယ်နိုင်ပြုတ်ကြလိုက်တော့ကွာကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါလေအားလုံးတွေ့ကြရတာပဲချိန်တစ်ခါမှလည်းမနိုင်ပါဘူးရှင်အဲ့ဒါလည်းဂိမ်းကြောက်ပါပဲရှင်ဂိမ်းရလည်းအတိုင်းပဲပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နေအောင်ဒီ Oreo လေးတစ်ခါတော့ခေါင်းလိုက်မှာ Oreo ပြီးရင်တော့ပြီးပြီပေါ့နော်ဗီဒီယိုကတော့ရှည်နေပြီပေါ့နော်900ဖြစ်နေဒါပေမဲ့ဗီဒီယိုလေးကတော့ရှည်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဗီဒီယိုကကြည့်လို့ကောင်းလားလေပြုလုပ်ပေးရမှာပဲဟာချီလောင်ဒါလေးကတော့နောက်ဆုံးခုံတဲ့ဟာလေးပဲဖြစ်ပါတယ်အားလုံးဆော့ချင်တဲ့လူတွေလည်းလာဆော့လို့ရပါတယ်ဂိမ်းလေးရဲ့နာမည်ကတော့ Bakery Tower လို့ခေါ်ပါတယ်ရှင်တီးလုံးလေးလည်းလှရတယ်လောက်ပုံလုံးကြီးလည်းလှရတယ်မခုံတတ်တာလားဗာလဲသူပဲလောက်တာမရတာလားတော့ကိုလည်းမသိဘူးက
ကောင်ကြည့်ကြပါဦးတဲတဲလေးတွေတဲတဲမွားလေးတွေလိုက်ပေးတာအော်မမြင်ရှာဘူးငါတကောင်ကလည်းဒါလှဆင်တာနော်အေးကန်နေကောင်းနေတယ်ခုရပိုင်မဟုတ်အခု NOW ဟုတ်တယ် NOW now ဟဲ့ဟိုဘောခေါင်းလို့မရဘူးလားလိုင်းရထထနေဘူဘူမောင်မိုးတွေရွာလို့တဲ့လိုင်းရပြုတ်ကြလိုက်တက်လာပြုတ်ကြလိုက်ကဲဒီနေ့ဗီဒီယိုလေးရတော့ပါပဲကြည့်ရှုပေးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ bye bye အေးဟေးဟေး